ဒါကပထမဆုံးကစားစရာဖတ်ထားတဲ့ဟာဒါကဒုတိယမှာဆင်ထားတဲ့ဟာဒုတိယကလေးတွေအိုးပြတ်သိမ့်နေရတယ်ဒုတိယဆင်ထားတာဒါကအခုမှတွေ့တာတတိယဆင်ထားတဲ့ဗီဒီယိုကလေးတွေခလိုက်ဆင်းနိုင်တဲ့ကလေးတွေအဲ့လိုဒီမှာကောက်ကွင်းပတ်လေပြကြည့်အပြည့်ပဲဈေးတယ်ဆိုဒီမှာအပြည့်ပဲဈေးတယ်ဆိုအပြည့်ပဲဆိုင်ရည်လည်းပလူပြန်နေတယ်